တံမြာပင်ကိုအကိုင်းဖြတ်ဆိုင်ဖို့ခက်နေလားအမြင့်မထွက်လို့စိတ်မပူပါနဲ့တော့ငှက်ပြောသီးတစ်လုံးရှိုံနဲ့အမြင့်တွေအုံလိုက်ချင်းလိုက်ထွက်လာအောင်လုပ်လို့ရပါတယ်အရင်ဆုံးတန်ဆွမ်းတဲ့တံမြာကိုင်းကိုရွေးပါပြီးရင်တော့ဗီဒီယိုလေးကအတိုင်းအကိုင်းရဲ့အခွန်လေးကိုနည်းနည်းလေးနှောပေးရပါမယ်ဒါမှအမြင့်ထွက်ဖို့လမ်းကြောင်းပွင့်သွားမှာပါအခုလှုပ်ဝက်ချက်လာပါပြီငှက်ပြောသီးတစ်ပိုင်းကိုဖြတ်ပြီးခုနကနှောထားတဲ့အကိုင်းတစ်ခုကြားထဲမှာဒီလိုလေးညှက်ထည့်လိုက်ပါငှက်ပြောသီးမှာပါတဲ့အာဟာရဓာတ်ကအမြင့်ထွက်နှုန်းကိုအစမတန်မြန်ဆန်စေပါတယ်ပလတ်စတစ်ခွက်တစ်လုံးကိုအောက်ကနေအပေါက်ဖောက်ကိုင်းနဲ့ဆွတ်လိုက်ပါပြီးရင်တော့အထဲကိုမြေစီလွှာပြည့်ထည့်ပြီးဖိပေးလိုက်ပါအစိုးတက်လေးထိန်းထားပေးဖို့တော့လိုမယ်နော်25ရက်လောက်စောင့်ကြည့်ပြီးတဲ့နောက်မှာတော့ကြည့်ပါဦးအမြင့်တွေဘလောက်တောင်တန်တန်မာမာထွက်လာလဲဆိုတာငှက်ပြောသီးရဲ့အစွမ်းကတကယ်ကိုအံ့ဩဖို့ကောင်းပါတယ်အမြင့်တွေအားကောင်းပြီဆိုရင်တော့အပင်ကိုဖြတ်ပြီးအိုးအစ်စ်ထဲမှာစိတ်ကြိုက်ပြောင်းဆိုင်လို့ရပါပြီဒီလိုစိုက်ပျိုးရေးနီးလန်းအစ်စ်စမ်းတွေကိုသိချင်ရင်တော့ကျွန်တော်ကို follow လုပ်ထားဖို့မမေ့နဲ့အောင်တော့